မင်္ဂလာပါကျမဒီနေ့ပြောပြချင်တဲ့အကြောင်းကကျမအနေနဲ့ပြောရလို့ရှင်ကျမကမီဒီယာတွေနဲ့ဖြတ်တန်းနေရလူဖြစ်တယ်အမီဒီယာတွေကိုစားသုံးနေရလူဖြစ်တယ်ပေါ့နော်ဖြစ်တဲ့အကြောင်းမလို့ကျမအနေနဲ့မမြင်ချင်တဲ့ရှုခင်းလေးတွေရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီငလင်းဒန်းကနေပြီးတော့လွတ်မြောက်လာတဲ့လူတွေရှိတယ်အဲ့လူတွေကတော်တော်လေးကိုကျန်းမာရေးဒီထိခိုက်နေတယ်စိတ်ပိုင်းဆိုင်ရာတွေထိခိုက်နေတယ်ထိခိုက်နေတာကိုကျမတို့ကနားလည်ထားလို့ရတယ်ပေါ့နော်ထိခိုက်နေတယ်သူတို့ခံစားနေရတယ်သူတို့ဒီစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာဝေဒနာတွေခံစားနေရတယ်ဆိုတော့ကျမတို့အကုန်လုံးသိပြီးဖြစ်တယ်သို့ပါတော့လေမီဒီယာပလက်ဖောင်းကနေပြီးတော့ဒီလူတွေကိုပေါ့နော်ဒီလူနာတွေကိုအတင်းဆွဲခေါ်ပြီးတော့အင်တာဗျူးပြီးတော့ဘယ်လိုတွေလွတ်မြောက်လာတာလဲဘယ်နှယောက်တွေဆုံးရှုံးသွားပြီလဲဘယ်လိုတွေခံစားနေရတာလဲဆိုတော့အင်တာဗျူးမျိုးတွေကိုကျမအနေနဲ့လောလောဆယ်မှာမလုပ်သင့်ဘူးလို့ကျမတို့မြင်ပါတယ်ကျမတို့မီဒီယာကိုအသုံးပြုနေတဲ့လူတွေမီဒီယာကိုနေ့စဉ်စားသုံးနေတဲ့လူတွေအနေနဲ့လည်းဒီလိုမျိုးရှုခင်းတွေကိုအများအပြားမမြင်ကျင်ကြပါဘူးဒီလွတ်မြောက်လာတဲ့လူတွေကိုစိတ်တန်ရာတွေကုသပေးဖို့အများကြီးလိုပါတယ်အဲကြောင့်မလို့ကျမတို့အနေနဲ့ပြောပြချင်တာကဒီလိုမျိုးအင်တာဗျူးတွေကိုတတ်နိုင်သလောက်ရှောင်ရှားပေးစေချင်ပါတယ်